ဒါကတော့ပစင်းရေခွဲပါဟုတ်ပါတယ်တင်းကဒီနေ့မှာတော့ပစင်းရေခွဲတစ်ကောင်ဖြစ်ရမှာပါတနေ့မှာတင်းအမေနဲ့တင်းအဖေကကြည့်ကြိုက်ပြီးတော့ဦးလေးသူဥပါတယ်ပြီးတော့အဲဥကိုဖြစ်ရှင်ဖြစ်ဆိုပြီးတင်းကိုထားခဲ့မှာပါဟုတ်ပါတယ်အဲဥကတော့တင်းပေါက်မဲ့ဥပါပဲတင်ကဥအောင်ပေါက်ခင်မှာလည်းတေဖို့ရခိုင်းတော့80ရာခိုင်နှုန်းတိရှိပါတယ်။ဘာလို့တင်မှာလဲဆိုရင်တော့တင်ဥဖောက်ဖို့အတွက်ကြားမြင့်တဲ့အချိန်ကအနည်းဆုံး6ဘက်ကနေပြီးတော့10ဘက်လောက်ထိကိုကြားနိုင်ပါတယ်။အဲ့ဒါနဲ့ပဲတင်ကအောင်မြင်စွာနဲ့ဥကပေါက်လာရဲပဲထားပါတော့။တိတ်ပြီးတော့မပြောပါနဲ့။တင်ကမြေကြီးတွေကိုတန်းပြီးပြေးဝင်ရမှာပါ။တင်ကမြေကြီးတွေမှာ73နှစ်ကနေပြီးတော့18နှစ်ထိကိုနေရမှာပါ။အဲ့အပြင်နေအောင်ဝန်စံကလင်းလင်းရှင်းရှင်းမရှိပါဘူး။မြန်မာနိုင်ငံလိုပဲမြင်းနဲ့မှောင်မင်းနေပါပါ။အစားအစာတွေလည်းအခြားကောင်တွေလိုမျိုးများစရာမရှိပါဘူး။တင်ကမြေကြီးတွေကနေပဲအမြင့်တွေကနေပြီးတော့ထွက်တဲ့ရေတွေကိုတင်ကစုပ်ပြီးတောက်အောင်ပါပါ။ဒါရင်လည်းတင်အားမငယ်ပါနဲ့။တင်ကအမောင်ထဲမှာကဘာပေါ်မှာရှိတဲ့အကောင်တွေအားလုံးထက်အကြဆုံးနေရတဲ့ကောင်။အဲ့တော့တင်က green နဲ့ဆန်ချင်းတင်းမိတာဖြစ်သွားပါပြီ။အခုတော့တင်ကမြေကြီးတွေမှာ18နှစ်လောက်ထိတင်ကအကြာကြီးနေပြီးတော့ကြောင်းမြေကြီးပေါ်တက်လို့ရပါပြီ။မြေကြီးပေါ်ရောက်ပြီဆိုတာနဲ့ပထမဆုံးလူကမှာတော့တွင်းတွေကိုတက်ပြီးတော့အရင်ကိုလဲရမှာပါ။ဟုတ်ပါတယ်တင်ကအရင်ကိုလဲပြီးသွားပြီဆိုတာနဲ့အတောင်မှန်တွေပေါက်လာပါပြီ။အတောင်မှန်တွေပေါက်ပြီးသွားပြီဆိုလို့ရှိရင်တော့တင်ဆော်ရှာမယ့်အချိန်ကိုရောက်လာပါပြီ။တင်ကတည့်ရဲ့တီကြီးခံရတဲ့အတန်နဲ့အမားတွေကိုခေါ်ရမှာပါအဲ့ဒါနဲ့ပဲတင်ကစော်တယောက်ရောက်ခဲ့ပါတယ်ဒါပေမဲ့ပစင်းရဲ့ကွယ်ပေါ်ရမှာပါပြင်မတော့တကယ်မရပါဘူးစော်ရပါပြီဆိုတာနဲ့လုပ်ငန်းစဉ်တိုင်းပဲတင်းရဲ့လုပ်ငန်းကိုတင်ကစားရတော့မှာပါဒါပေမဲ့တင်းရဲ့အသက်ရှင်ရမှချင်းကတော့6ဘက်ကနေပြီးတော့4ဘက်လောက်ပဲရှိတော့မှာပါအဲ့ဒါနဲ့ပဲတင်တဲ့တိတ်ကောင်မလေးကအခုဆိုရင်တင်ရဲ့တခူးကြီးတော့ရေချက်ကပြီးသွားပါပြီဒါပေမဲ့လည်းတင်ကအားရင်ကုန်ခံပြီးတော့တပင်ပေါ်ပြောကြပြီးတင်ကတေသွားပါပြီဟုတ်ပါတယ်ဒါကတော့ပစင်းရေခွဲတစ်ကောင်ရဲ့ပေါ်ရပါဒီနေ့ဗီဒီယိုလေးလောက်ပါပဲကျွန်တော်ရဲ့ channel ကို like and subscribe နဲ့အားလုံးလည်းအားပေးကြပါဦးနောက်တဲ့ဗီဒီယိုတွေမှာလည်းဗာတင်အောင်လို့ဆိုတာကိုကောင်းမှရေးထားပြီးတော့ channel ကိုလည်းခေါင်းလေးနေချင်းရဖြစ်ဗာတင်ကိုတင်လို့ပါတည်ရမှာပါအားလုံးပဲဘိုင်ပါ